ကောင်းမှုကုသိုလ်ကြောင့်၎င်းခေမိုးကြီးဆယ်ပါးတို့အလှပေးကုသိုလ်ကြောရသောအလှတော်ကြီးကြောင့်၎င်းဤနေ့ဤရက်ဤချိန်မှစ၍ဘာဆရာကြီးပြည်နေခိုင်ဒီမဲ့တာသမီးဆရာမအားလုံးတို့သည်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနှစ်ပါးနဲ့ပြည့်စုံပါစေလက်ဖြားဝေသီးပါစေပေးခြင်းတိုင်းပေးလူခြင်းတိုင်းလူနိုင်သောဆရာကောင်းဆရာမှုတွေဖြစ်ပါစေခဏရတဲ့သမီးရှင်တွေခင်ဗျာအားလုံးတို့အပေါ်မှာလည်းမေတ္တာအစွမ်းထပ်ပေးရမှာလဲရေဒီယာများလဲတရားရနိုင်တော့အစွမ်းထပ်ပါစေအဆောင်ကောင်းများလဲတရားရနိုင်တော့အစွမ်းထပ်ပါစေခဏရတဲ့သမီးတို့အားလုံးတို့အပူတော့ကဒုက္ခပြင်းပြင်းချမ်းသာ၍အလောက်ကိုင်းခွန်လန်းကောင်းများအိမ်တော်ရေးစီးပွားရေးလူမှုရေးကျန်းမာရေးများကဲ့တင်ရမည်လဲအဆဆရအစဉ်ပြေချောမွေ့အောင်ပါစေနိုင်ပါစေခိုင်ပါစေပိုင်ပါစေပေါ်ရှံပါစေရွှေပြည့်မွေရှံစွာဖြင့်အသက်ရှူတိုင်းရွှေတွေဝင်ကြပါစေဆရာမပွင့်ချင်းခိုင်မြစ်တာဆွမ်းတဲ့ခိုင်တော့ဆရာမပွင့်ချင်းခိုင်ရှိတဲ့သားသမီးများဓမ္မပိတ်ရှင်များအားလုံးကိုကျမပါစေချမ်းသာပါစေစားစရာပေါင်းများပါစေဝတ်စရာ